မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော်တို့နေ့စဉ်အသုံးပြုနေတဲ့အင်တာနက်ရဲ့ကြောရိုးဖြစ်တဲ့ fiber optic cable တွေနဲ့ transceiver တွေရဲ့အကြောင်းကိုအသေးစိတ်လေ့လာသွားမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ high speed internet ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုသိချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့တိုက်တွန်းချင်ပါတယ် let's go အဲ့တော့ကျွန်တော်တို့ဒီဘက်မှာ fiber optic cable ရှိမယ်ပြီးရင် optical module တို့မဟုတ် optical transceiver ရှိမယ်ဒီဘက်မှာကျတော့ ethernet cable တို့မဟုတ် UTP cable ရှိမယ်ပြီးရင်တူနဲ့တွဲသုံးတဲ့ copper transceiver ရှိမယ်ပေါ့နော်အဲ့တော့ဒီ optical fiber cable နဲ့ ethernet cable နဲ့ဘာကွာလဲအလုပ်လုပ်ပုံဘယ်လိုကွာလဲဆိုတော့ဒီ fiber optic cable တွေကကျွန်တော်တို့ရဲ့ data တွေကို optical signal တို့မဟုတ် light အနေနဲ့သူက transmit လုပ်တယ် UTP cable ကကြတော့ကျွန်တော်တို့ရဲ့ data တွေကို electrical signal အနေနဲ့သူက transmit လုပ်ပေးတာပေါ့နော်ပထမဆုံးအနေနဲ့ fiber optic cable ဆိုတာကျွန်တော်တို့သပင်မြင်လောက်တောင်မရှိတဲ့ glass တို့မဟုတ် plastic fiber လေးတွေကနေအလင်းကိုအသုံးပြုပြီးတော့ data တွေကို transmit လုပ်ပေးတဲ့ cable အမျိုးအစားတစ်ခုဖြစ်ပါတယ်တာမန် copper cable တွေထက်အစားပေါင်းများစွာမြန်ဆန်ပြီးတော့ပုံမဝေးတဲ့ကွာအဝေးအထီကို data တွေကိုပို့လွှတ်နိုင်စွမ်းရှိပါတယ် fiber optic cable မှာအဓိကအစိမ်ပိုင်းနှစ်ခုရှိတယ်ကိုးနဲ့ cladding နဲ့ကိုးကကြတော့ကျွန်တော်တို့ရဲ့ data တွေကိုတည်ဆောင်ပေးတယ် cladding ကကြတော့ကျွန်တော်တို့ဒီအလင်းရောင်ကကိုးရဲ့အပြင်ဘက်ကိုထွက်မသွားအောင်ကာကွယ်ပေးတယ်အဲ့တော့ fiber optic cable ကဘယ်လိုအလုပ်လုပ်လဲဆိုတော့ကျွန်တော်တို့ဒီ light source ကနေကိုးတဲ့ကိုအလင်းရိုင်ပြီးရိုက်ထည့်လိုက်တဲ့အခါမှာအလင်းရောင်ကိုဘေးထွက်မသွားအောင် cladding ကကာကွယ်ပေးတယ်ဒါကိုကျွန်တော်တို့တိုးတဲ့ internet reflection လို့ခေါ်တယ်ဒီနည်းပညာကြောင့်ပဲကျွန်တော်တို့ဒီနေ့အသုံးပြုနေတဲ့ internet ဖုန်းခေါ်ဆိုမှုတွေနဲ့တခြား digital ဝန်ဆောင်မှုတွေဟာအလွန်မြန်ဆန်နေတာကိုတွေ့ရမှာဖြစ်ပါတယ်နောက်တစ်ခု fiber optic cable ရဲ့အားသာချက်က အလင်းကိုသုံးပြီးကျွန်တော်တို့ရဲ့ data တွေကိုပို့လွှတ်တာဖြစ်တဲ့အတွက် electromagnetic interference တွေကို resistant ကြည့်ခြင်းဖြစ်ပါတယ် attenuation and dispersion ဆိုတာ fiber ရဲ့မကောင်းတဲ့ contact တွေပါ attenuation ဆိုတာ signal loss ဖြစ်တာတို့မဟုတ် power လျော့နည်းသွားတာကိုဆိုလိုတာပါ။ဘာကြောင့်ဖြစ်လဲဆိုတော့ absorption, scattering နဲ့ dispersion တို့ကြောင့်မှာပြီးရင် passive media တွေဖြစ်တဲ့ fiber cable, wire set, connector တွေကြောင့်ဖြစ်တာပါ။ absorption ဆိုတာအလင်းတန်းရဲ့အစိပ်ပိုင်းတချို့ကအပူအဖြစ်ပြောင်းလဲပြောင်းကွယ်သွားတဲ့အတွက် destination ကိုရောက်တဲ့အခါမူလလွှတ်လိုက်တဲ့အလင်းပမာဏအားထက်နည်းသွားတာကိုဆိုလိုတာပါ။ကျွန်တော်တို့ဒီ fiber ကြိုးတွေထုတ်လုပ်တဲ့အခါမှာ glass ထဲမှာအလွန်သေးငယ်တဲ့အညစ်အကြေးတွေနဲ့အပြည့်အနာစာတွေပါသွားတတ်ပါတယ်ပြီးတော့ connector end face တွေမတန်ရှင်းတဲ့အခါမှာအလင်းတန်းကဒီ fiber ကြိုးထဲမှာသွားနေရင်းနဲ့အဲ့ဒီအညစ်အကြေးတွေနဲ့တိုက်မိတဲ့အခါမှာအညစ်အကြေးတွေကအလင်းရဲ့စွမ်းအင်ကိုစုပ်ယူလိုက်ပါတယ်အဲ့ဒီလိုစုပ်ယူတဲ့အခါမှာအလင်းစွမ်းအင်ကအပူစွမ်းအင်အဖြစ်ပြောင်းလဲသွားပါတယ်အဲ့ဒါကြောင့်ဒီ signal strength ကလျော့ကျသွားပါတယ်ပြီးရင်နောက်တစ်ခုက fiber connector end face တွေကိုလည်း fiber cleaner နဲ့ cleaning လုပ်ပေးလို့ရပါတယ်scattering ဆိုတာကကြတော့ fiber ကြိုးတွေထုတ်လုပ်တဲ့အခါမှာဖန်သားပြင်ရဲ့တိတ်သီးစားဟာတနေရာနဲ့တနေရာအလွန်သေးငယ်တဲ့အတိုင်းအတာမှာမတူညီတာမျိုးဖြစ်တတ်ပါတယ်။အဲ့ဒီလိုတိတ်သီးစားကွာခြားတာကို refractive index အလင်းရိုင်ညွှန်းကိန်းမတူညီတာလို့ခေါ်ပါတယ်။အလင်းလှိုင်းတွေက fiber ထဲမှာသွားနေရင်းနဲ့အဲ့ဒီလိုမညီညာတဲ့နေရာတွေနဲ့တိုက်မိတဲ့အခါမှာကျွန်တော်တို့မှန်ကွဲစတွေကို flashlight နဲ့မီးမောင်းထိုးလိုက်တယ်လို့မျိုးအလင်းတန်းတွေဟာအရက်မျက်နှာအနှံ့ကိုပြန်ထွက်သွားပါတယ်အဲဒါကြောင့် optical signal က weak ဖြစ်သွားစေပါတယ်အကျဉ်းချုပ်အားဖြင့် absorption ဆိုတာအညစ်အကြေးတွေကြောင့်အလင်းကိုဝါမျိုးလိုက်တာဖြစ်ပြီး scattering ကကြတော့ဖန်သားမညီညာမှုကြောင့်အလင်းလှိုင်းတွေဘေးကိုလွန့်ထွက်သွားစေတာပါscattering ဟာ fiber optic cable မှာ signal ဆုံးရှုံးမှုဖြစ်စေတဲ့အဓိကအကြဆုံးအကြောင်းရင်းတစ်ခုဖြစ်ပါတယ်ပြီးတော့ scattering loss နဲ့အသုံးပြုမဲ့ wavelength ဟာလည်းဓာတ်ရိုက်ဆက်ဆက်နေပါတယ်ထားပါတော့850 nanometer မှာရှိတဲ့ scattering loss ဟာ1550 nanometer မှာရှိတဲ့ loss ထဲ16ဆလောက်ပိုများနေပါတယ်အဲအကြောင်းမို့လို့ long distance transmission တွေမှာ long wavelength တွေကိုမဖြစ်မနေအသုံးပြုကြပါတယ်ပြီးတော့ multi mode fiber တွေဟာ single mode fiber တွေထက် attenuation ပိုများပါတယ်ဒါကြောင့်မို့လို့ multi mode fiber တွေကို LAN မှာပဲအသုံးပြုကြတာပါ attenuation ကို decibel နဲ့ဖော်ပြတယ်တို့မဟုတ် measure လုပ်ပါတယ်အဲ့တော့ single mode fiber တွေမှာ1310 nanometer wavelength ကိုသုံးမယ်ဆိုရင် attenuation က 0.3 dB per kilometer ရှိပါတယ်1550 nanometer ကိုသုံးမယ်ဆိုရင်တော့ attenuation က 0.2 dB per kilometer လောက်ရှိပါမယ်ဒီ formula ကို dark fiber တွေဝယ်တဲ့အခါမှာအသုံးပြုနိုင်ပါတယ်
dispersion ဆိုတာအလွယ်ပြောရရင် light pulse လေးတွေက fiber ထဲမှာသွားနေရင်းနဲ့ပြန်ကားသွားတာ spread out ဖြစ်သွားတာကိုပြောချင်တာပါ data တွေရဲ့ bit တစ်ခုနဲ့တစ်ခု overlap ဖြစ်ပြီးတော့ receiver က0လား1လားတဲတဲကွဲကွဲမခွဲခြားနိုင်တော့တာကိုဆိုလိုတာပါဒါက signal ကို receiver အတွက်ဖတ်ရခက်စေတဲ့အဓိကပြဿနာတစ်ခုပါ dispersion က signal အားကိုမလျော့နည်းစေပေမဲ့လည်း signal ရဲ့ပုံတံကိုဒါပျက်စီးစေပြီးတော့ transmission distance နဲ့ bandwidth ကိုတော့လျော့နည်းစေပါတယ်ဥပမာ transmitter က1 nanosecond နဲ့လွှတ်လိုက်တဲ့ light pulse က receiver ရောက်တဲ့အချိန်မှာ10 nanosecond အထိပြန်ကားသွားမယ်ဆိုလို့ရှိရင် data ရဲ့ bit တစ်ခုနဲ့တစ်ခုထပ်သွားပြီးတော့ receiver က0လား1လားမသိတော့ဘူးပေါ့နော် dispersion ဖြစ်ရတဲ့အကြောင်းရင်းက3မျိုးရှိတယ် chromatic dispersion model dispersion နဲ့ polarization mode dispersion တို့ဖြစ်ပါတယ် chromatic dispersion က fiber အမျိုးအစားတိုင်းမှာဖြစ်ပွားမှုရှိတယ်ကျွန်တော်တို့ရဲ့ဒီ live ကမတူညီတဲ့အရာတွေပါဝင်နေနိုင်ပြီးတော့အဲ့ဒီမတူညီတဲ့အရာတွေရဲ့မြန်နှုန်း velocity မတူညီမှုတို့ကြောင့်ဖြစ်တာပါ model dispersion ကိုတော့ multimode fiber တွေမှာပဲဖြစ်လေ့ရှိပြီးတော့သူကမတူညီတဲ့ propagation mode ဒါမှမဟုတ်ရင် live ရဲ့ angle တွေမတူညီမှုတို့ကြောင့်ဖြစ်တာပါ polarization mode dispersion ကတခြား dispersion အမျိုးအစားတွေနဲ့မတူဘဲနဲ့အဓိက fiber ရဲ့ရုပ်ပိုင်းဆိုင်ရာမပြည့်စုံမှုတွေကြောင့်ဖြစ်တာပါအဲ့ဒီအတွက် refractive index ကိုပြောင်းလဲသွားစေပြီးတော့ wavelength တွေရဲ့ speed ကိုကွဲပြားသွားစေပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာက fiber ကြိုးကိုအလွန်အကျွံကွေးလိုက်ရင်ဖြစ်တဲ့ micro bending loss ဆိုတာလည်းရှိပါတယ်အဲ့ဒီအတွက် cabling လုပ်တဲ့အခါမှာ fiber ကြိုးကိုအရန်ကြီး bending မလုပ်ဖို့တိုက်တွန်းကြပါတယ် fiber cable မှာ single mode fiber နဲ့ multi mode fiber ဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဘာကွာလဲဆိုတော့ single mode fiber တွေက light pulses တွေကို propagation mode တစ်မျိုးတည်းကနေ transmit လုပ်ပြီးတော့ multi mode fiber တွေကကြတော့ multi mode ဆိုတဲ့အတိုင်းမတူညီတဲ့ propagation mode တွေကနေ transmit လုပ်ပါတယ်နောက်တစ်ခုက multi mode fiber core ရဲ့ diameter က single mode fiber core ရဲ့ diameter ထက်ပိုကြီးတယ် single mode fiber တွေက power အားပိုကောင်းပြီးတော့ attenuation လည်းပိုနည်းပါတယ် long haul transmission တွေမှာတော့ single mode fiber ကပဲ support လုပ်ပါတယ် multi mode fiber တွေက LED တို့မဟုတ် laser ကို light source အနေနဲ့သုံးပြီးတော့ 850 nanometer ကနေ 1300 nanometer wavelength တွေကိုသုံးပါတယ် single mode fiber ကတော့ laser တို့မဟုတ် laser diode ကို light source အနေနဲ့သုံးပြီးတော့ 1310 nanometer ကနေ 1625 nanometer wavelength တွေကိုသုံးပါတယ်ဒီ screenshot လေးကတော့ကျွန်တော် single mode fiber နဲ့ multi mode fiber ကိုရှင်းပြထားတာပါအဲ့ဒီတော့ fiber တစ်မျိုးချင်းစီရဲ့ grade တွေကိုဆက်ကြည့်ရအောင် single mode fiber မှာ OS1 ရယ် OS2 ရယ်ဆိုပြီးတော့နှစ်မျိုးရှိပါတယ် OS2 ကတော့ optimized for outdoor cabling ပြီးတော့ optical signal loss ကပိုနည်းတယ်ကျွန်တော်တို့ရဲ့ data တွေကို200 km လောက်အထိကို transmit လုပ်ပေးနိုင်တယ်ပြီးရင် OS1 ကိုကျွန်တော်တို့ဒီနေ့မသုံးကြတော့ပါဘူး OS2 က OS1 နဲ့ backward compatible မဖြစ်တာကိုလည်းတတိထားဖို့လိုပါတယ်အဲ့ဒီအတွက်ဒီလိုကြိုးနှစ်ခုကိုအတူတူတွဲချိတ်ခဲ့မယ်ဆိုလို့ရှိရင် poor signal performance ဖြစ်စေနိုင်ပါတယ် multi mode fiber တွေမှာသူ့ရဲ့ larger core diameter ဖြစ်ရခြင်းရဲ့ဆိုကြိုးက attenuation ပုံများခြင်းနဲ့ signal ကို short distance မှာပဲ transmit လုပ်နိုင်ခြင်းတို့ဖြစ်ပါတယ်အဲ့ဒီအတွက် LAN network တို့ DC အတွင်းမှာပဲအသုံးပြုကြပါတယ် multi mode fiber မှာ OM1 ကနေ OM5 အထိရှိပြီးတော့ speed နဲ့ range တွေကွာသွားမယ် OM1 နဲ့ OM2 ကိုတော့ဒီနေ့တိတ်မသုံးကြတော့ဘူးအသုံးများတာက OM4 OM3 OM4 OM5 တွေက backward compatible ဖြစ်တယ်အဲ့ဒီအတွက်သူတို့ကိုအတူတူတွဲချိတ်လို့ရမယ် multi mode fiber တွေရဲ့ maximum transmission distance က 10 gig speed ကိုသုံးမယ်ဆိုရင်500 meter လောက်အထိချိတ်နိုင်ပြီးတော့100 Mbps speed ကိုသုံးမယ်ဆိုရင်တော့2 km လောက်အထိအကွာအဝေးကိုချိတ်ဆက်နိုင်ပါတယ်ဒါကတော့ summary table လေးပါ fiber type နဲ့ grade တွေပေါ်မှာမူတည်ပြီးတော့သူတို့ရဲ့ core size operating wavelength တွေပြီးရင် cable color code တို့ဖြစ်ပါတယ် fiber cable တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့ connector type တွေတိထားဖို့လိုအပ်ပါတယ်နောက်တစ်ခုက splice လုပ်ပြီးလဲချိတ်လို့ရပါသေးတယ် UDP cable မှာတော့ရှင်းတယ် RJ45 တစ်မျိုးတည်းရှိတယ် fiber မှာကျတော့အမျိုးမျိုးရှိတယ် LC တို့ SC တို့ MPO တို့ပေါ့နော်ဒီနေ့အသုံးများတဲ့ connector တွေကတော့ LC နဲ့ SC ပါအဲ့တော့ဒီ connector တွေတစ်ခုနဲ့တစ်ခုချိတ်ဆက်ဖို့ adapter panel တို့မဟုတ် coupler တွေလည်းလိုပါသေးတယ် patch panel တို့လိုပေါ့နော်ဒီ connector တွေ splices တွေသုံးရခြင်းရဲ့
ဖိုးကျိုးကကြတော့ဘာဖြစ်လဲဆိုတော့ insertion loss ဖြစ်စေပါတယ်သူကလည်း optical power loss ဖြစ်တာပဲ attenuation နဲ့မတူဘူး attenuation occurs over distance insertion loss happens at specific junctions ဆိုတော့ဘာနဲ့ဥပမာဆင်လဲဆိုတော့ကျွန်တော်တို့ကားမောင်းရင်ကုန်နဲ့စီစားနှုံးနဲ့တူပါတယ် attenuation ကကားမောင်းနေရင်နဲ့ကုန်နဲ့စီ insertion loss ကကြတော့မီးပွိုင်းမှာစောင့်နေရလို့ကုန်နဲ့စီပေါ့နော်အဲ့ဒီတော့ insertion loss ကိုဘယ်လိုတွက်မလဲဆိုတော့အကြမ်းမြင့်အားဖြင့် insertion loss for one conductor is around 0.3 dB ပါone splice ကကြတော့ကျွန်တော်တို့ around 0.1 dB ရှိပါတယ်အဲ့တော့ဒီ LC connector တို့ဒီ SC connector တို့ကကြတော့ fiber core တစ်ခုပဲရှိပြီးတော့ MPO connector ကကြတော့ကျွန်တော်တို့သူ့မှာကြိုး fiber core 12ကြိုးတို့မဟုတ်24ကြိုးအထိရှိနိုင်ပါတယ်ကျွန်တော်တို့32တောင်ရှိလားမသိဘူးဒါကတော့ simplex connector နဲ့ duplex connector တွေကိုရှင်းပြထားတာပါအဲ့တော့ UTP cable မှာကြိုး8ကြိုးရှိတယ်ဒါပေမဲ့4ကြိုးပဲသုံးတယ် transmit က2ကြိုး receive က2ကြိုးဆိုတော့ fiber မှာကြတော့ကိုးတစ်ခုပဲပါတယ် simplex connector နဲ့ different wavelength တွေသုံးပြီးတော့တစ်ချိန်တည်းမှာပဲ transmit ရော receive ရောလုပ်နိုင်ပါတယ် duplex connector တွေကတော့ transmit အတွက်တစ်ကြိုး receive အတွက်တစ်ကြိုးတက်စီသုံးပါတယ် Sanko CS ဆိုတာနောက်ထပ် connector တစ်မျိုးပါသူကကြတော့ LC connector တွေထက်40%လောက်အထိပိုသေးငယ်အောင်ပြုလုပ်ထားတဲ့အတွက် high density cabling တွေအတွက်အရန်အဆင်ပြေစေပါတယ် connector end phase ဆိုတာကကြတော့ဒီ fiber core ထိပ်ကလေးရဲ့ polishing style ကိုပြောချင်တာပါ connector end phase မှာ3မျိုးရှိတယ် PC UPC ပြီးတော့ APC ပါကျွန်တော်တို့ကိုဘယ်လိုခွဲလို့ရလဲဆိုတော့အရောင်နဲ့ခွဲလို့ရပါတယ်ကျွန်တော်တို့ဒီ UPC ဆိုရင်အပြာရောင် APC ဆိုရင်အစိမ်းရောင်ပါအဲ့တော့ကျွန်တော်တို့ဒီနေ့ patch cord တွေ patch lead တွေမှာဆိုရင်တော့ကျွန်တော်တို့အသုံးများတာ UPC ပေါ့နော်ခုနတုန်းက insertion loss ဆိုတာကိုပြောခဲ့တယ်နောက်ထပ် return loss ဆိုတာလည်းရှိပါသေးတယ်ဘာကြောင့်ဖြစ်လဲဆိုတော့ due to discontinuity in transmission line မှာဒီ connector တွေ splices တွေကြောင့်ပဲဖြစ်တာပါအဲ့ဒီအတွက် send signal is return back to source တို့မဟုတ် reflected back to the source ပါဒါကို return loss လို့ခေါ်ပါတယ်သူ့ကို negative value နဲ့ပဲဖော်ပြပါတယ် return loss များလေ reflection နဲ့လေဖြစ်ပြီးတော့ connector ရဲ့ performance ကလည်းကောင်းလေဖြစ်ပါတယ်အဲ့တော့ APC connector တွေကတော့ high performing connector လို့ပြောလို့ရပေမဲ့လည်း return loss ကို sensitive ဖြစ်တဲ့ application တွေမှာပဲအသုံးပြုနေပါတယ်ဒီနေ့ transceiver တွေမှာတော့ UPC connector ကိုပဲအသုံးပြုကြပါတယ် Fiber optic adapter တို့မဟုတ် coupler တွေကတော့ fiber cable နှစ်ချောင်းကိုချိတ်ဆက်ဖို့တို့မဟုတ် fiber cable တွေ terminate လုပ်ဖို့ပါ coupler တစ်ခုက 0.3 dB လောက် insertion loss ရှိပြီးတော့ splicing ကိုသုံးမယ်ဆိုရင်တော့ 0.1 dB ကနေ 0.3 dB လောက်အထိရှိပါတယ်အဲ့ဒီတော့ကျွန်တော်တို့ fiber link တစ်ခုရဲ့ optical loss ကို optimize လုပ်ချင်တယ်ဆိုရင် connector တွေထက် splicing ကိုသုံးနေပါတယ်ဒါကတော့လုပ်ငန်းခွင်မှာအသုံးပြုပုံလေးပါကျွန်တော်တို့ဒီမှာ patch bandနဲ့ enclosure ရှိမယ်အဲ့ဒီထဲမှာကျွန်တော်တို့ coupler တွေကို installation လုပ်ထားမယ်အဲ့ဒီအတွက်ကျွန်တော်တို့ဒီ fiber patch lead တွေ patching လုပ်လို့ရမယ် terminate လုပ်လို့ရပါမယ် attenuator ဆိုတာ optical power ကို short ချပေးဖို့ပါထားပါတော့ fiber link တစ်ခုမှာ transmitter ကလွှတ်လိုက်တဲ့ optical power က receiver ရဲ့လက်ခံနိုင်တဲ့ optical power ထက်ပိုများနေမယ်ဆိုလို့ရှိရင် receiver overload ဖြစ်စေနိုင်ပြီးတော့ damage down ဖြစ်စေနိုင်ပါတယ်အဲ့ဒီအခါမှာ optical power short ချဖို့အတွက် attenuator ကိုကျွန်တော်တို့အသုံးပြုလို့ရပါတယ်ကျွန်တော်တို့ဒါဆိုရင် 5 dB short ချပေးတယ်ကိုဘယ်လောက် dB short ချဖို့လိုလဲဆိုတာပေါ်မူတည်ပြီးတော့အမျိုးမျိုးဝယ်လို့ရပါတယ်ကျွန်တော်တို့1 dB လား3 dB လားအမျိုးမျိုးဝယ်လို့ရပါတယ်ဒါကျွန်တော်တို့5 dB short ချပေးတဲ့ attenuator လေးပါသူ့ရဲ့ labeling လေးကိုတစ်ချက်ကြည့်ရအောင်သူဘာရေးထားလဲဆိုတော့ LC connector UPC and phase 5 dB short ချပေးတာပါဒါပေမဲ့သူက wavelength ပေါ်မူတည်ပြီးတော့ attenuation ကလည်းကွာသွားပါတယ်1310 nanometer wavelength မှာဆိုရင်တော့သူ့ရဲ့ attenuation က 4.82 dB ဖြစ်ပြီးတော့1550 nanometer wavelength ကိုသုံးမယ်ဆိုရင်တော့ 5.17 dB loss ဖြစ်ပါတယ်အဲ့တော့ဒီ attenuator လေးကို installation ဘယ်လိုလုပ်မလဲတစ်ချက်ကြည့်အောင်အဲ့တော့ကျွန်တော်တို့က attenuator ကို receiver side ရဲ့ RX port မှာကျွန်တော်တို့က installation လုပ်တာများပါတယ် fiber ကြိုးမဝင်ခင် fiber ကြိုးနဲ့ကျွန်တော်တို့ transceiver ရဲ့ကြားထဲမှာ install လုပ်ပေးရတာဖြစ်ပါတယ်ဒါဆိုရင်ဒီ transceiver က duplex LC transceiver ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့သူ့မှာ LC port နှစ်ခုပါတယ်တစ်ခုက transmit တစ်ခုက receive ဖြစ်ပါတယ်ကျွန်တော်တို့အဲ့ဒါကိုဘယ်လိုကြည့်မလဲဆိုတော့ကျွန်တော်တို့ဒီမှာအဝင်မြားလေးရှိတယ်ကျွန်တော်တို့ဒီမှာ
ပြီးရင်ကျွန်တော်တို့ဒီမှာအထွက်များလေးရှိပါတယ်ကျွန်တော်အဝင်များနဲ့အထွက်များနဲ့ဘယ်မှာ installation လုပ်ပေးရမလဲဆိုတော့ကျွန်တော်တို့ဒီအဝင်များရှိတဲ့ port မှာ installation လုပ်ပေးရမှာဖြစ်ပါတယ် Fiber ကြိုးမထိုးခင် attenuator ကို install အရင်လုပ်ပါပြီးရင် Fiber ကြိုးထပ်ထိုးပါပြီးရင်ကျွန်တော်တို့ဒီမှာ attenuator ကို install လုပ်ပါပြီးတော့ရင်တော့ကျွန်တော်တို့က Fiber ကြိုးထိုးမယ်Visible fault locator တို့မှ Fiber fault detector အသုံးပြုပုံလေးကိုဆက်ကြည့်ရအောင်ကျွန်တော်တို့သူ့မှာ AA battery နှလုံးလိုအပ်မယ်ပြီးရင်ကျွန်တော်တို့ဒီမှာ on off cloud ရှိမယ်ဒီထိပ်မှာကျတော့ကျွန်တော်တို့ Fiber ကြိုးတက်ဖို့အတွက် SC connector ရှိမယ်သူက visible fault locator ဖြစ်တဲ့အတွက်မျက်စိနဲ့မြင်နိုင်တဲ့ light ကိုထုတ်လွှင့်ပေးတယ် Fiber ကြိုးမှာတက်ပြီးတော့ power phone လိုက်တာနဲ့အနီရောင် light ကို Fiber ကြိုးရဲ့ remote app မှာမြင်ရမယ်ဒါကကျွန်တော်တို့အလုပ်လုပ်နေတဲ့ Fiber ကြိုး link တစ်ခုမှာပေါ့နော်တကယ်လို့အဲ့ဒီ light က remote app မှာမမြင်ရဘူးဆိုရင်ကျွန်တော်တို့ကသိကြတယ်ဒီ link မှာ issue ရှိနေပြီဒီ fault locator ရဲ့ SC ပေါ်မှာကိုစမ်းညွန်တဲ့ Fiber ကြိုးထိုးပါသို့မဟုတ် issue ဖြစ်နေတဲ့ Fiber link ရဲ့ကြိုးကိုတက်ပေးပါပြီးတော့ရင် power phone လိုက်ပါအဲ့တော့ Fiber link ရဲ့ remote app မှာအနီရောင် light မြင်ရမယ်ဒါကအလုပ်လုပ်နေတဲ့ Fiber link တစ်ခုပါအဲ့တော့ကျွန်တော်ဒီ Capella မှာ Fiber ရဲ့ LC connector ကိုတက်ထားတဲ့ဆိုရုံလေးလုပ်လိုက်မယ် It's not properly inserted ပေါ့နော် Fiber ရဲ့ remote app မှာအနီရောင် light ရောက်မလာဘူးမမြင်ရတော့ဘူးအဲ့တော့ the link has an issue ပါကျွန်တော်အသေးချာပြန်တက်လိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီလောက်ဆို Fiber optic cable နဲ့ပတ်သက်ပြီး knowledge အသစ်တွေရလိမ့်မယ်လို့မျှော်လင့်မိပါတယ်နောက်ထပ် part 2 transceiver တွေအကြောင်းထပ်တင်ရင်လည်းကြည့်ရှုပေးဖို့တိုက်တွန်းရင်းနဲ့ကျွန်တော်နဲ့အတူအဆုံးထိအောင်လေ့လာပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် See you in the next one